ဘယ်တော့မှပတ်စံမပေးရတဲ့ဆောင်းတော့မသွားဘူးဒီမှာ Hello အခုကတော့သူ့အဖွားရဲ့စိုက်ခင်းထဲမှာအပင်စိုက်ဖို့တဲ့နေတွားတူးမှာပေါ့နော်အဲ့ဒါကိုဒီကအပင်သေးဆိုင်တဲ့ဘောမျိုးအဲ့ကိုရောက်နေတာပြီးရင်တော့ဗာမင်းလိုက်ခဲ့ပါဦးဒါ grandma ရဲ့အိမ်ကိုတွားနေရပါတော့အနောက်ကကြည့်လိုက်အဲ့လေးထားလိုက်တာတကယ်လားခမောနေလေတောက်ကိုကြည့်ရတဲ့ရှူခင်းကလေမနှက်စောစောမှလေလုံးဝစိတ်ချမ်းသာပြီးတော့လေရမိုက်တယ်မျိုးပြရဲ့ဆူငန်နေရဲ့အတန်လေးဆိုတာလေဘာမှမကြားရဘူးအဲ့လိုမျိုးညတန်လေးကြက်တန်လေးတွေအဲ့လိုမျိုးလေးတွေပဲဒါကတော့ grandma ရဲ့နောက်အိမ်တစ်လုံးပေါ့နော်ဒါပေမဲ့ဒီအိမ်ကလူနေလို့အဆင်မပြေတော့ဘူးလို့ပြောတယ်တော့သူတို့မနေကြဘူးဒီမှာအများသောအားဖြင့်အိမ်မျိုးအရှိချန်စီယိုနဲ့ကတ်ဆောက်တာများတယ်ပြီးလို့ရှိရင်အိမ်ဘေးမှာလို့ကားထားလို့ရတဲ့နေရာမျိုးလေးရှိတယ်ပြီးတော့မှတို့အနောက်မှာလိုအပ်တဲ့အဆောက်အဦတွေထပ်ဆောက်တာပေါ့နော်ဒီမှာလူတော့မနေတော့ဘူးတို့ထင်းနေထားဖို့နဲ့အပင်ဆိုင်ဖို့အတွက်ပဲဒီနေရာကိုအသုံးပြုရပေါ့နော်ဒီမှာအပင်ကြီးဆိုင်တာВот посажен, сейчас я увижу посажен. နေရာတော့ဘယ်သူမှမနေတော့အိမ်ကတော်တော်ဆုပ်နေပြီဒါပန်းသီးပင်နဲ့ဒီမှာလေအပင်က Вот он вот по правой стороне все вот эти все. ရွက်တီးတီးလေးတွေထွက်လာပြီ По левой чулан. ဒါဒီမှာအပင်ပဲစိုက်တာကွာဒီမှာဒါပေါ်ကနေမြင်ရတဲ့မြင်ကွင်းပေါ့နော် Под картошку все, да? Что погнали туда? ရမိုက်တယ် По-быстрому. ဒါဟောင်းတော့ဟောင်းနေပြီပေါ့နော်ဒါကသူတို့စောင်းနှခန်းလို့ပြောတယ်ဟောမီးလေးဖွင့်လို့ရသေးဒါဟောင်းနေပြီပေါ့နော်ဒီကသူတို့စောင်းနှအပူပေးတဲ့မီးကိုမလေး we go inside ဒီမှာအိမ်တိုင်းဒီမှာတော့စောင်းနှမရှိဘူးဒါတော်တော်ဟောင်းနေပြီဒီမှာလူမနေတော့ဘူးဆိုတော့လေရှင်တော့လူနေတော့ဒီနေရာတော်မိုက်မယ်ဒီလားဒီမှာပြန်နေခြင်းနဲ့ဆိုလို့ရှင်တော့အကုန်လုံးတေချာပြန်ပြုတ်ပြင်ဆောက်မှာပဲရမယ်ပြီးတော့ဒီနေရာကနေဆိုလို့ရှိရင်လေဒီ view ကိုမြင်ရတယ်နော်ဆိုတော့အရာမိုက်တယ်အေးစစ်အနားယူကိုဘယ်မှာဆောင်းသားရှိရဒီနေရာကနေအနားယူလို့ရတယ်နေတဲ့အိမ်ကတော့အနောက်မှာပေါ့နော် go down အခုကဆောင်းတွင်းကုန်သွားပြီဆိုတော့ဟိုအပင်နေစိုက်ဖို့လေဒီမှာတို့နှစ်ယောက်နေတာတူးတာပေါ့ဘာလို့ဆိုတော့ဖွားကြီးကတော်တော်အသက်ကြီးပြီဆိုတော့မလုံနိုင်တော့ဘူးဒါတဲ့ green house တော်တော်ပြည့်စည်နေပြီအောက်ကိုဆက်သွားကြည့်မယ်ဘာလို့လဲဆိုဆောင်းတွင်းဆိုလို့ရှိရင်ဒီမှာလေပြောစားစရာတွေကအရန်စေးကြီးရယ်ဆောင်းတွင်းဆိုလို့ရှိရင်ဆိုတော့ကိုယ့်ဘာကိုစိုက်ပြိုးပြီးစားတာပိုကောင်းတယ်ဒီမှာလေး strawberry ပင်လေးတွေတွေ့ရတယ်ဒါ strawberry ပင်လေး One, two, two, one, two. ဒါကတော့အရင်တော့ရှုခင်းကြည့်တဲ့နေရာလို့ပုံစံမျိုးပေါ့နော်ဒီမှာအေးစေးအနားယူလို့ရတယ်သူလောက်ထားတာပေါ့နော်ဒီကနေကြည့်လို့ရှင်တယ်ဒီမှာလေဒီရှုခင်းကိုမြင်ရတယ်ပြီးတော့ကိုစိုက်ထားတဲ့အပင်တွေလည်းမြင်ရတယ်ကွာအဲ့တော့ဘာလို့သေးလဲဒီအိမ်ထဲကိုသွားကြည့်ကြလို့ပေါ့နော်အမိုက်တွေပဲရှိရလို့ဆရာတော့ဒါက grandma သူ့ရဲ့ဟို canning လောက်ထားတဲ့ဘူးတွေထားတာပေါ့နော်ဒါအရင်တော့မီးဖို့ထင်တယ်အပေါ်တက်ကြည့်မယ်
အလက်ကြီးရှိပါသေးဒါသူရဲ့အလူးတွေအခုကနေထွက်လာပြီပေါ့နော်နေထွက်လာတော့ရာတီဦးတို့ကအရန်နေလို့ကောင်းတယ်မြေဩစာတော့တော်တော်ကောင်းနေတာငါးသွားများဖို့ဆိုပြီးတော့စုထားတဲ့တီကောင်းလေး О. Червячок. ຫນွေဦးရာသီဆိုလို့ရှိရင်တို့အပင်နေစစိုက်ဖို့ပြင်ပြီပေါ့နော်အများသောအားဖြင့်တော့အာလူးတွေခရမ်းညင်သီးတွေဖယုံသီးတွေကြက်သွန်နီကြက်သွန်ဖြူမုံလာဦးနီတွေစိုက်ကြတယ်ဒါကဒီ greenhouse ထဲမှာပွားပွားကြီးပြိုးထားတဲ့အပင်တွေပေါ့နော်အလုံးလုံးပြီးရင်ချွေးထုတ်ကန်300အောင်လို့မီးဖို့ပြီးတော့ကြောက်တုံးတွေအပူပေးတယ်ပြီးလို့ရှိရင်သူ့အပေါ်ကတန့်နဲ့ရေတွေကိုပူအောင်လုပ်တယ်ပေါ့နော်အခုပဲဆောင်းနားရဲဝင်ပြီးတော့ပြန်ထွက်လာတာပေါ့နော်ပွားမှာပဲတော့မှပတ်စံမပေးရတဲ့ဆောင်းနားဝင်သွားဘူးဒီမှာလှုပ်ရှားရှာလုပ်ပြီးတော့ဒီကိုအိမ်မှာပဲဆောင်းနားတွားလိုက်တယ်လို့မျိုးပဲရုံးလိုက်တယ်ဒီညောင်ရမ်းကြိုက်နေပြီအမြဲတမ်းတော့မနေချင်ဘူးဒါပေမဲ့ဖြစ်နိုင်ရင်လေဘယ်လိုမျိုးတနေ့တစ်ခေါက်တော့လာလေချင်တယ်ခွင့်ရရှိခဲ့ရင်ပေါ့နော်အခုဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ကျွန်မရဲ့ဗီဒီယိုလေးတွေကိုကြိုက်တဲ့ဆိုလို့ရှိရင် subscribe လေးလုပ်ပေးခဲ့ပါနော်နောက်ဗီဒီယိုမှာပြန်တွေ့ပါမယ် bye bye